မင်္ဂလာပါဗျာဒီနေ့မှာကျွန်တော် Samsung G2 Prime လေးရေဒီနဲ့ပြည့်နေတဲ့လုံးလေးကိုပြပြောင်းရမှာဖြစ်ပါတယ်ဒီလုံးလေးကတော့ရေဝင်တာများပြီးတော့ရေဖုံးထဲမှာရေဝင်ထားတာတော်တော်များရဗျဒီဟာလေးကတော့ကျွန်တော်တို့ရေဆေးပြီးတော့ supply စတာနေမှာ auto ထောက်နေရပါတော့ကျွန်တော်ရှိတဲ့ G7 Prime လိုပုံစံမျိုးပဲသူက auto စိတ်ထောက်နေတာဖြစ်တဲ့အတွက် MB ဆွဲရ MB ကတော်တော်များတယ်ဗျအဲ့တော့ကျွန်တော်မီတာလေးကင်ပြီး short လေးပါလိုက်ရှာရဲဗျ short လေးပါလိုက်ရှာတဲ့ချိန်မှာတော့သူဒီဝေးပေါ်မှာရှိတဲ့ဒီကောင်လေးတစ်ခုက capacity လေးတစ်လုံး short ကြရဲဗျသူရဲ့ဝေးမှာအဲ့ထောက်ကြရမှာဒီကောင်လေးတစ်လုံး short ကြနေဖြစ်တဲ့အတွက်ကျွန်တော်အဲ့ကောင်လေးကိုကျွန်တော်ထုတ်ပြလိုက်ပါတယ်ကျွန်တော်ထုတ်ပြမရပါဘူးဒါတော့ကျွန်တော်ဒါ time scale နဲ့ပြန်တိုင်းတာဗျဒီတန်မိုးလေးတော့ပုံမှန်တစ်ဖက်က400ကျော်လောက်ထွက်ရမယ်နှစ်ဖက်လုံးတော့ကျွန်တော်3လောက်ပဲပြရတယ်ဗျပြီးတော့အဲ့ကောင်လေးရဲ့နေရာကိုကျွန်တော် diamond လေးတစ်ချက်ကြည့်ကြည့်မှဖြစ်ပါတယ်ဒါတော့သူခုနကကျွန်တော် ground ကြနေတဲ့ကောင်လေးရဲ့နေရာလေးဗျဒီကောင်လေးကြားရဲသူကပထမတော့ပူတဲ့ကောင်ကကြတော့နေရာမပေါ်ဘူးဖြစ်နေရဗျဒီတိုင်းကကြတော့အဲ့တော့ကျွန်တော်အဲ့ခုနကြနေတဲ့စီလေးထိတ်ကနေပြီးတော့ကျွန်တော်တခြားသွားထားတဲ့လမ်းကြောင်းလေးကိုကြည့်ရနေရမှာ power AC ဘေးနာ filter လောက်ထားတဲ့စီလေးတွေကိုစီရော power AC တွေကိုဝင်ထားတာတွေ့ရဗျဒါသူခုနကြထားတဲ့စီဒီပြောင်းမဆိုဒီကောင်လေးရဲ့ထိတ်မှာဟိုကသူ့တန်မိုးထွက်မှာဗျ300ကျော်ဖြစ်400ကျော်ဖြစ်ထွက်တဲ့အချိန်မှာသူနားမှာပတ်ချလဲမှာလဲတန်မိုးမထုံအဲကြောင့်မလို့ခုနကကျွန်တော် ground ကြနေတဲ့ဟိုဘက်ထိတ်ကနေပြီးတော့ကျွန်တော်တို့ဘူကျွေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီဘက်မှာ short ဖြစ်နေတဲ့ကောင်ကိုကျွန်တော်တို့တွေ့မှာဖြစ်ပါတယ်အဲဆိုတော့ခုန ground ကြနေတဲ့ထိတ်ကနေပြီးတော့ကျွန်တော်ဘူကျွေးလိုက်တဲ့အချိန်မှာဒီဘက်မှာ capacity လေးတစ်လုံး short ကြနေပါတယ်ဒီကောင်လေးကိုကျွန်တော်ဖြုတ်လိုက်တဲ့အချိန်မှာတော့ short length တက်သွားပြီးသူ့ရဲ့ဆွဲတင်တဲ့ ampere sign တွေလည်းပြန်ဆွဲသွားပါပြီမှန်လေးတက်ပြီးစမ်းကြည့်ရခါမှာတော့မှန်လေးအလုံးလုံးသွားပါပြီဗျဒါဆိုရင်တော့ဒီကောင်လေးကအဆင်ပြေသွားပြီပေါ့နော်ရေတွေအများကြီးနဲ့ဝင်ထားတဲ့ကောင်လေး short capacity လေးတစ်လုံးနဲ့ဒါအကုန်လုံးချုံတို့မောက်ကိုလောက်သွားတာပေါ့နော်ဒီ capacity လေးတစ်လုံးဖြုတ်ထုတ်လိုက်တဲ့အချိန်မှာတော့သူ့ရဲ့ပုံမှန်တိုင်းအကုန်လုံးပြန်ဆွဲသွားပါပြီဗျအားလုံးပဲကျေးဇူးတင်ပါတယ်